mask ကတေချာမလုပ်ဘဲနဲ့အဲ့နဲ့ဆိုရင်ရေတူမှာဆင်ပြေနိုင်ပေမဲ့ရေရှိကြတော့ဘလို့မှဆင်မပြေနိုင်ဘူးကိုကတနေ့ကုန်လိမ့်ထားတဲ့မျက်နှာမှာskin care တွေ makeup တွေလိမ့်ထားပြီးတော့ညဘက်မှာတေချာမတန်းဆင်ပြီးဘူးဆိုရင်ကိုတနေ့ကုန်လိမ့်ထားတဲ့ makeup တွေထဲမှာကပ်ပါလာတဲ့ပုံတွေမိုတွေကြီးတွေအမုံမားတွေကနေပြီးတော့ပိတ်ဆို့မှုတွေဖြစ်ပြီးတော့နော်သူ့မှာဖြစ်ပေါ်လာနိုင်တာကဝက်ချန်တဲ့တိတ်တိတ်တွေထွက်လာလိမ့်မယ်စီဘူးတွေထွက်လာလိမ့်မယ်စောင်းဝက်ချင်တွေထွက်လာလိမ့်မယ်ပြီးတော့အရေးကြောင်းတွေဖြစ်လာလိမ့်မယ်ပေါ့နော်အိုမင်းရမှုတွေအစောကြီးဖြစ်လာလိမ့်မယ်ပေါ့နော်နောက်ဆုံးတွေးထားရမှာကနော်တကယ်လို့ကိုက scale ကတည်တည်ချာမလုပ်ပေးဘူးဆိုရင်နော်မျက်ကွဲညူတာတွေဖြစ်လာမယ်ပြီးတော့စီဘူးတွေအများကြီးထွက်လာလိမ့်ပါမယ်နော်မျက်နှာ skin barrier တွေနော်ပျက်စီးလာလိမ့်မယ်နော်အသားရည်တွေခြောက်တာတွေမျက်နှာအသားရည်ရရတာတွေနောက်ဆုံးတွေးထားရမှာမျက်နှာမှာကူးစစ်ပိုးဝေတဲ့အထိဖြစ်လာနိုင်ပါတယ်ရှင်ကိုက skin ကလိမ့်တဲ့အခါမှာဟိုနာညဘက်မှာ skin ကအစစ်စစ်အများကြီးမလဲရတာမှာကိုကမျက်နှာကပ်ပြီးသွားရင်အစွန်ဓာတ်ရည်ဓာတ်ဖြစ်ပြီးတဲ့ moisture လေးတော့တည်တည်ချာချာလေးခံလိုက်စေချင်ပါတယ်ရှင်ဒါကနေ့သူလေးကညဘက်မှာskin care မလိမ့်ချင်တဲ့သူတွေအတွက်နေ့သူလေးကလာပြပြတာပါရှင်ပြီးတဲ့သူကကြော်သွားလို့ရပါတယ်ပြီးတဲ့သူတွေအတွက်နေ့သူလေးကပြပြချက်ဖြစ်ပါတယ်ရှင်ဒါလေးကနေ့သူလေးလိပ်ပြတာက collagen moisture လေးပါရှင်သူကရေဓာတ်ပြီးွားမှုကိုရရှိစေပါတယ်ရှင်မျက်နှာအသားရည်တင်းရင်းပြီးတော့ glow စေပါတယ်ရှင်